စပွဲထိုးဘွားအနေစူးစမ်းလာခဲ့ရတာကြောင့်ဝန်ထမ်းတွေဘွားကိုနားလေပြီးဆိုင်ဝန်ထမ်းတွေအတွက်သူကို320စီကျေးဇူးတုတ်ပြန်ခဲ့တဲ့ຫນွေပိုးအိမ်မိသားစုအထည်ဆိုင်ခွဲပေါင်းများစွာကိုမြန်မာနိုင်ငံမှာဖွင့်လှစ်ထားတဲ့ຫນွေပိုးအိမ်အထည်ဆိုင်ကအလူတန်းမှာရရရောလူတန်းပေးတဲ့ဆိုင်ဖြစ်ပါတယ်။ပရဟိတလို့ရတာကိုဝတ္တနာပါတဲ့ຫນွေပိုးအိမ်မိသားစုကတကယ်ခက်ခဲနေသူတွေကိုလိုက်လံလူတန်းပေးတယ်လို့သူတို့ရဲ့ဆိုင်ဝန်ထမ်းတွေပေါ်မှာလည်းမမေ့ထားပါဘူး။ရေဘေးမှာလည်းຫນွေပိုးအိမ်မိသားစုကတိမ်ပေါင်းများစွာလူတန်းခဲ့ပါတယ်။ຫນွေပိုးအိမ်အထည်ဆိုင်ကဖွင့်လှစ်ထားတာ3နှစ်ခန့်ရှိပြီဖြစ်ပြီးဆိုင်ဆောက်ဖွင့်ကြတဲ့ကအတူစူးစမ်းပြီးခဲ့ကြတဲ့ဝန်ထမ်းတွေကိုတိုးလင့်320စီကျေးဇူးတုတ်ပြန်ပေးခဲ့ပါတယ်။လွယ်ပိုးအိမ်ဆိုင်ကိုကိုရလုပ်ငန်းလို့တဘောထားပြီးစူးစမ်းပြီးခဲ့တဲ့မန်နေဂျာကြီးကိုတော့350ကျေးဇူးတုတ်ပြန်ခဲ့ပါတယ်။လွယ်ပိုးအိမ်ကနှစ်နေငယ်အတွင်းမှာအောင်မြင်လာခဲ့တာဟာဝန်ထမ်းတွေရဲ့စူးစမ်းမှုတွေလည်းပါတာကြောင့်ဝန်ထမ်းတွေကိုပြန်လည်ကျေးဇူးတုတ်ပြန်တာဖြစ်ပါတယ်။တိုးကို320နှုန်းနဲ့ဝန်ထမ်းများစွာကိုပေးခဲ့တာဖြစ်ပြီးဒီကလာအိမ်မက်လာဆိုပြီးဝေခွင့်မရဖြစ်နေကြပါတယ်။လွယ်ပိုးအိမ်အထည်ဆိုင်ပိုင်ရှင်ကအရင်ကတော့စပွဲထိုးလုပ်ခဲ့ရတဲ့သူဖြစ်ပြီးအောက်ခြေဝန်ထမ်းတွေရဲ့ဘဝကိုကောင်းကောင်းနားလည်သူပါ။သူကရန်အလို့ရှင်ဖြစ်လာတဲ့အချိန်မှာတော့သူကြုံခဲ့တယ်လို့သူ့ဝန်ထမ်းတွေကိုမကြုံစေချင်တာကြောင့်မိသားစုလိုဆက်ဆက်နေပြင် bonus တွေကိုပါများများဆဆပေးလိုက်တာပါ။၃နှစ်အလုပ်လုပ်ခဲ့တဲ့ဝန်ထမ်းတွေကိုဒီလောက်များပြားတဲ့ပမာဏပေးဖို့ဆိုတာရှားပြီးမဲ့လေဝန်ထမ်းတွေကိုပြန်လည်ကြီးစုတတ်တဲ့ခေါင်းဆောင်ကောင်းပိသားသူတရားဖြစ်ပါတယ်။တချို့အလုပ်ရှင်တွေကသူတို့ထံမှနှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့တဲ့ဝန်ထမ်းကိုပြန်မကြည့်တတ်တာကြောင့်ຫນွေပိုးအိမ်ကဝန်ထမ်းတွေကိုအားကြနေကြပါတယ်။ဝန်ထမ်းတွေရဲ့ဘဝမှာဒီလောက်များတဲ့ငွေကိုအလုပ်ရှင်အားကျေးဇူးတုတ်ပြန်တာခက်ရှာရှာဖြစ်တာကြောင့်ຫນွေပိုးအိမ်အထည်ဆိုင်မိသားစုကိုဓာတုခေါ်နေကြပါတယ်။အောက်ခြေကနေစူးစမ်းလာခဲ့ရလို့အောက်တက်လေကျင်းတဲ့လို့ဝန်ထမ်းတွေရဲ့ဘဝကိုလည်းနားလေပေးနိုင်သူဖြစ်ပါတယ်။ຫນွေပိုးအိမ်အထည်ဆိုင်ကကိုဗစ်ကာလတုန်းကလမ်းဘေးမှာရောင်းရတဲ့အထည်ဆိုင်လေးပဲရှိသေးပြီးဒီလောက်ထိအောင်မြင်လာလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ဘူးလို့ဆိုပါတယ်။ဆိုင်ဆောက်ဖွင့်ကားစာမှာလမ်းမတန်းမှာဆိုင်ခန်းမငားနိုင်တာကြောင့်ရတဲ့ဆိုင်ခန်းလေးကိုပဲတလားလေးတိန်နဲ့ငားခဲ့ပြီးစတင်အလုပ်လုပ်ခဲ့ရပါတယ်။အဲဒီကလေးကသူတို့ဆိုင်ကမန်နေဂျာဟာကောင်းသူဆိုသူရှိပြီးအတူတူစူးစမ်းလာခဲ့တာပါ။ကိုပိုင်အလုပ်လိုသဘောထားပြီးစေတနာထားပြီးတာကြောင့်မန်နေဂျာကြီးကိုຫນွေပိုးအိမ်က350အောင်ကျေးဇူးတုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ຫນွေပိုးအိမ်ဆိုင်ရှင်ရဲ့စိတ်ထားကမုံမြတ်ပြီးအောင်မြင်လာတဲ့အချိန်မှာအောင်မြင်အောင်လို့ကြိုးစားပြီးခဲ့ကြတဲ့လုပ်ဖော်ခိုင်ဖက်တွေကိုလည်းမမေ့ထားခဲ့ပါဘူး။ဒီလိုစိတ်ထားရှိတာကြောင့်အချိန်တို့အတွင်းမှာအောင်မြင်လာခဲ့တယ်လို့နောက်ထပ်လည်းအောင်မြင်နိုင်မဲ့သူအဖြစ်ကြီးကျိုးနေကြပါတယ်။မြေဘိုးအိမ်ကဝန်ထမ်းတွေ320စီရရှိတာကိုကြီးစွနေကြတဲ့ပြည်သူတွေတောင်အပျော်တွေကိုဆက်သွားကြပါတယ်။၃နှစ်တာမှလို့စူးစမ်းခဲ့ကြတဲ့ဝန်ထမ်းတွေကို320စီကျေးဇူးတုတ်ပြန်ပေးခဲ့မြေဘိုးအိမ်အထည်ဆိုင်ပေါ်ပြည်သူကြီးအမြင်ကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာဆယ်ရီတင်ကြားတဲ့တဲ့နဲ့တို့ပြန်လာခဲ့အောင်ပါဖြစ်လို့အသစ်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပြီးခလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးများတင်ပါတယ်နော်